안녕하세요 여러분, 아리랑입니다. 디드친사달리레가 프라마우송 문법 리피데 의료고 문법 리고 뼈비비소로 디다가 두디아 문법 리피데 는데, 은데, 니은데 문법 리고 리라자바메. 디다라리가 아치니버 무디비로 레, 비, 베메, 로 사드핀 바다변로야레 동사, 형용사, 나쿠롱네 뇌동로야레 동사, verb 받침 빠빠 마빠빠 는데네 뇌동네 우바마 먹다 소인 먹는데 가다 가는데 좋아하다 좋아하는데 나비 있다 없다 소인에 는데네 베되비동네 있다 있는데 없다 없는데 또고 과거형 past 아니네 동전의 소인 동사 아어였는데 소리 봉사문에 동로야 바래 우바마 먹다 먹었는데 가다 갔는데 좋아하다 좋아했는데 다무동 말에 형용사 adjective의 동전의 소인 받침 바인 은데 받침 바인 니은데 우바마 좋다 좋은데 예쁘다 예쁜데 작다 작은데 크다 큰데 형용사리고 past tense 동전의 동전이래 형용사 아어였는데 소리 봉사의 배동네 우바마 좋다 좋아하는데 예쁘다 예뻤는데 작다 작았는데 크다 컸는데 나오고 명사 나오니네 동전의 소인어 두마 받침 빠빠 마빠빠 인데네 동네 우바마 선생님 소루신 선생님인데 의사 의사인데 다음에도 말해 나오네 고래 어때이 봉사네 동전이 두마 받침 빠인 이었는데 마빠인 혔는데 우바마 학생 소루신 학생이었는데 의사 의사였는데 디로မျိုးသုံးပါတယ်ဆိုရင်ဒီတရားလေးရဲ့အသုံးလေးတွေကိုကြည့်ရအောင်ပထမဆုံးတစ်ခုက배경과 상황 설명နဲ့배경ဆိုတာကနောက်ခံအကြောင်းအရာဆိုတဲ့အဓိပ္ပာယ်상황ဆိုတာကအခြေအနေဆိုတဲ့အဓိပ္ပာယ်ဒါတွေကိုရှင်းပြတာတဲ့နောက်မှာပြောမယ့်အကြောင်းအရာကိုမပြောခင်မှာနောက်ခံအကြောင်းရင်းဒါမှမဟုတ်အခြေအနေကိုရှင်းပြတဲ့အခါမှာသုံးတယ်우바마 그분은 제 선생님인데 정말 친절하세요. 에리 루아 에리 보고와 ngase ama ဖြစ်ပြီးတော့အရန်သဘောကောင်းနေဒီလိုမျိုးပြောလိုက်တာဒီနာမှာဆိုရင်ပြီးဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်လိုက်တာမြန်မာမှာဆိုရင်တော့ပြောတယ်လေအဲ့ဒါငါတို့ဆရာမလေးအရန်သဘောကောင်းတာဒီလိုမျိုးလီဆိုပြီးတော့လည်းဘာသာပြန်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ငါဆရာမဆိုတဲ့နောက်ခံအချက်ကိုအရင်ပြောတယ်ပြီးမှအရန်သဘောကောင်းနေဆိုပြီးတော့ဆက်ပြောထားတာဒီလိုမျိုးအခြေအနေမှာသုံးပါတယ်နောက်တစ်ခုက대조와 반대 대조ဆိုတာကနှိုင်းရှင်တာ반대가ဆန့်ကျင်ဘက်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရှေ့အကြောင်းအရာနဲ့နောက်အကြောင်းအရာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါမှာသုံးတယ်သူကချီမန်နဲ့အဓိပ္ပာယ်ဆင်တူတယ်ပေါ့နော်ဖေမဲ့ဆိုပြီးတော့ဘာသာပြန်ရတာဒါဆိုရင်ဒီတခြင်းစာသားလေးပေါ့နော်자려고 누웠는데 갑자기 너에 대한 생각에 잠겨အိမ်မလို့လှဲလိုက်ပင်မဲ့ရုတ်တရက်ကြီးနေကြောင်တွေးထဲမှာနေမျောသွားတယ်နေကြောင်နေတွေးမိသွားတယ်ဒီလိုမျိုးအိတ်ဖို့လို့လဲလိုက်တယ်ဒါပေမဲ့လည်းအိတ်လို့မရတော့ဘာလို့လဲသူ့အကြောင်းနေတွေးမိသွားလို့ဒီလိုမျိုးဘေးမဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာပါသုံးတစ်ခုက EU က warning အကြောင်းပြချက်အကြောင်းရင်းကိုပြောချင်တဲ့အခါမှာသုံးတယ်ဥပမာ배가 고픈데 라면 끓여줄래요? 바이사로 카우스에 뼈 비발라 나중에 카우스에 뼈 카이네အကြောင်းပြချက်ကပါလေဘိုက်စာလို့ဒီလိုမျိုးအကြောင်းပြချက်ကိုပြောချင်တဲ့အခါမှာသုံးတယ်သူကကြတော့အာအိုယောဆိုတော့အနီကာတို့နဲ့အဓိပ္ပာယ်ချင်းဆင်တူသွားတာပေါ့နော်လို့ဆိုတဲ့အတွက်ကြောင့်အဲ့ဒါဆိုရင်ဒီစာကြောင်းလေးတွေကိုကိုရီးယားလိုရေးကြည့်ရအောင်မနေ့ကရုပ်ရှင်ကြည့်ခဲ့ပေမဲ့တိတ်တော့စိတ်ဝင်စားဖို့မကောင်းဘူးတဲ့어제 영화를 봤는데 별로 재미없었어요. 디니 일롱야니로 나엄마 폰살라이 밤에 오늘은 바쁜데 나중에 전화할게요. 미나가 nga등해진 피비 힌차도래. 미나가 nga등해진 리 또한 힌차도래. 다묘소인 미나는 제 친구인데 요리를 잘해요. 바이사뱀에 재미시로 태미마사나인부래. 배가 고픈데 시간이 없어서 밥을 못 먹어요. 디사오가 카빌메 야동웨네. 이 책은 어려운데 정말 유용해요. နောက်ဆိုရင်တော့ဒီတရားလေးကိုနားလည်သွားပြီလို့ထင်ပါတယ်။နောက်ဗီဒီယိုလေးမှာနောက်ဆုံးမွန်ပေါ်ပလေးဖြစ်တဲ့ A 대한မွန်ပေါ်ပလေးနဲ့ပြန်လာခဲ့ပါမယ်။또봐요 여러분 감사합니다. 안녕.